အားလုံးပဲမင်္ဂလာပါရှင် Happy Swanking Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်မကအရေးပေါ်သတိထားစီးပွားရေးနဲ့ပတ်သက်လို့ပေါ့နော်အသိပညာဗဟုသုတလေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကိုမပြောခင်မှာကျွန်မရဲ့ channel လေးကနေအခုလိုကျမရင်းနဲ့ဆိုင်တဲ့အသိပညာဗဟုသုတတွေကိုမျှဝေပေးတော့မှာဖြစ်တဲ့အတွက်ဒီ channel လေးကိုစိတ်ဝင်စားတယ်ဆိုရင် subscribe လေးနှိပ်သွားပေးပါအောင်နော်ဟုတ်ပါပြီအဲ့ဒါဆိုရင်အရေးပေါ်ဆေးဝါးဆိုတာဘာကိုပြောတာလဲပေါ့အရေးပေါ်ဆေးဝါးကိုကျမတို့က emergency pay လို့လည်းခေါ်တယ် morning after pay သို့မဟုတ် day after pay ပေါ့နော်အဲ့လိုမျိုးလည်းခေါ်တယ်ဆိုတာကကျမတို့အကာအကွယ်မဲ့လိင်ဆက်ဆံပြီးရဲ့နောက်ပါပေါ့နော်အရေးပေါ်အနေနဲ့တောက်တဲ့ဆေးပါအဲ့တော့သူ့ရဲ့နာမည်အတိုင်းပဲအရေးတကယ်ပေါ်လာမှတောက်တဲ့ဆေးဖြစ်ပါတယ်သူဟာပုံမှန်တရေတားဆေးဝါးတွေလို့ပုံမှန်အတိုင်းပဲကြီးလော်စားတယ်လို့စားလို့ရတဲ့ဆေးဝါးမဟုတ်ပါဘူးအဲ့တော့ပုံမှန်တရေတားဆေးဝါးရင်လည်းလုံးဝမတူဘဲနဲ့တကယ်ကိုအရေးပေါ်လာတဲ့အချိန်မှသာတစ်ခါတရံပဲတောက်တုံတဲ့ဆေးဖြစ်ပါတယ်ဖြစ်နိုင်မယ်ဆိုရင်အရေးပေါ်တရေတားဆေးဝါးကိုမဖြစ်မနေအခြေအနေမှာတောက်သုံးမယ်ဆိုရင်တော့တစ်လောက်ကိုတစ်ခါလောက်ပဲတောက်တင်ပါတယ်ဒါတော့လာတိုင်းတောက်တင်တယ်လို့မဆိုလိုပါဘူးပေါ့နော်ဟုတ်ပါပြီအဲ့ဒါဆိုရင်အရေးပေါ်အခြေအနေဆိုတာဘလို့အခြေအနေကိုပြောတာလဲပေါ့ဘလို့အခြေအနေကိုပြောရလဲဆိုရင်ပုံမှန်ပေါ့နော်ကိုယ့်ရဲ့အမျိုးသားနဲ့အတူတူနေတဲ့အချိန်မှာဒါမှမဟုတ်ကိုယ့်ရဲ့ partner နဲ့အတူတူနေပြီးရဲ့လိင်ဆက်ဆံပြီးရဲ့နောက်မှာပေါ့နော်ကျမတို့ကဒီဆေးကိုတောက်မယ်ပေါ့ဘလို့အချိန်မှာတောက်ရမလဲဆိုလို့ရှိရင်ဒီကျမတို့ကွန်ဒွန်သုံးတယ်ပေါ့နော်ကွန်ဒွန်သုံးတယ်ဒါပေမဲ့မမျှော်လင့်မဲ့ကွန်ဒွန်ပေါက်သွားတဲ့အရေးပေါ်အခြေအနေမှာဆိုရင်ဒီ emergency pay လို့ခေါ်တဲ့အရေးပေါ်ဆေးကိုတောက်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ပုံမှန်သားဆက်ချာနီလန်းတွေကိုသုံးနေရတဲ့ပေါ့ဥပမာအဖြစ်ဆိုရင်လက်ညှိုးထိုးကပ်ပေါ့ဆေးလုံးလေးတွေတောက်နေရင်နဲ့2ရက်ထပ်ပို့ပြီးတော့နောက်ကျပြီးတော့တောက်မိတယ်2ရက်ကျော်သွားတယ်ဆေးလုံးတွေကိုပုံမှန်မတောက်မိဘူးဆေးလုံးနှလုံးလောက်ကမေ့သွားတယ်စသဖြင့်အဲ့လိုအခြေအနေမှာဆိုရင်လည်းကျမတို့ကဒီ emergency pay လို့ခေါ်တဲ့အရေးပေါ်ဆေးဝါးတွေကိုတောက်သုံးလို့ရတယ်ပေါ့ဒါကတော့ကိုယ့်ရဲ့အရေးပေါ်အခြေအနေပေါ့ပြီးတော့နောက်ထပ်အခြေအနေတစ်ခုကပါလဲဆိုရင်ကျမတို့ဒီအလိုမတူပဲအတ္တမပြုတ်ကျင့်ခံရတဲ့အခြေအနေတွေမှာဆိုရင်ကိုဝင်ရတာကိုတားဆီးဖို့အတွက်ဆိုရင်ကျမတို့ကအရေးပေါ်သတိထားစီအနေနဲ့ဒီဆေးကိုပေးပါတယ်ဟုတ်ပါပြီမြန်မာနိုင်ငံမှာရနိုင်တဲ့အရေးပေါ်သတိထားစီတာ၃မျိုးရှိပါတယ်ပထမဆုံးက EC2 လို့ခေါ်ပါတယ်ပေါ့လူတိုင်းလည်းသိပြီးသားဖြစ်မှာပါ EC2 ပေါ့နောက်တစ်ခုကကြတော့ Lydia ရဲ့ 16 pay ပါနောက်ထပ်တတိယတစ်ခုကတော့ Unosua 72လို့ခေါ်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်အဲ့ဒီဆေး၃မျိုးကတော့မြန်မာနိုင်ငံမှာရလည်တဲ့အရေးပေါ်သတိထားဆေး၃မျိုးဖြစ်ပါတယ်အဲ့တော့အရေးပေါ်သတိထားဆေးတွေကိုဘယ်လိုတောက်ရမလဲဘယ်အချိန်မှာတောက်ရမလဲဆိုရင်ပေါ့နော်သူ့ရဲ့ဒီနာမည်အရ morning after pay day after pay လို့ပြောတယ်ဆိုပေမဲ့အတူတူနေပြီးရဲ့နောက်သို့မဟုတ်လိင်ဆက်ဆံပြီးရဲ့နောက်တစ်ရက်မှတောက်ရမှာမျိုးတော့မဟုတ်ပါဘူးတကယ်တော့အရေးပေါ်ဆေးဝါးတွေဆိုတာလိင်ဆက်ဆံပြီးချင်းအတူနေပြီးချင်းချက်ချင်းတောက်နိုင်မယ်ဆိုလို့ရှိရင်အာနိသင်အကောင်းဆုံးပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့အရေးပေါ်ဆေးဝါးတွေကိုကျမတို့ကနိုင်ငံတကာမှာဆိုရင်လိင်ဆက်ဆံပြီးရဲ့နောက်ပေါ့နော်အရေးပေါ်အခြေအနေနဲ့ဒီ9ရက်အတွင်းမှာတော့တောက်သုံးလို့ရတယ်လို့ပြောတယ်ဆိုပေမဲ့ကျမတို့မြန်မာနိုင်ငံမှာရနိုင်တဲ့ဆေးဝါး3မျိုးอ่ะဆိုလို့ရှိရင်တော့ဖြစ်နိုင်မယ်ဆိုရင်လိင်ဆက်ဆံပြီး3ရက်အတွင်းတောက်တာအကောင်းဆုံးဖြစ်ပါတယ်82နာရီအတွင်းပေါ့နော်ဒါပေမဲ့တကယ်အားဆိုလို့ရှိရင်တဲ့ဒီ emergency pay ပေါ့အရေးပေါ်ဆေးတွေရဲ့အမြင့်ဆုံးဒီစွမ်းရည်ပေါ့နော်အမြင့်ဆုံး effect အကျိုးကျေးဇူးကိုရဖို့အတွက်ဆိုရင်တော့ကျမတို့ကဒီလိင်ဆက်ဆံပြီးချင်းအမြင့်ဆုံးတောက်နိုင်မယ်ဆိုလို့ရှိရင်အကောင်းဆုံးဖြစ်ပါတယ်အဲ့အတွက်တောက်ဖို့လိုလာပြီဆိုရင်တော့ချက်ချင်းတောက်လိုက်နိုင်တာအကောင်းဆုံးပါပဲချက်ချင်းမတောက်နိုင်တဲ့အခြေအနေဆိုရင်တော့အမြင့်ဆုံးပေါ့နော်82နာရီအတွင်းမှာတောက်သုံးပေးသင့်ပါတယ်ဒါကတော့အရေးပေါ်ဆေးဝါးတွေကိုဘယ်လိုတောက်ရမလဲပေါ့ပြီးတော့ဒီအရေးပေါ်ဆေးဝါးတွေကတစ်ခါတလေနှလုံးကပ်ပါတာရှိတယ်တစ်လုံးနဲ့ပါတဲ့ကပ်လည်းရှိတယ်ပေါ့တစ်လုံးနဲ့ပါတဲ့ကပ်တွေဆိုလို့ရှိရင်တော့များသောအားဖြင့်ဆိုလို့ရှိရင်တော့တစ်ခါတည်းတောက်လို့ပြီးတော့ပေါ့လိင်ဆက်ဆံပြီးချင်းဖြစ်နိုင်မယ်ဆိုရင်အများဆုံးတောက်လိုက်တာပေါ့မဟုတ်ဘူးနှလုံးပါတဲ့ကပ်တွေရှိမယ်ဆိုရင်တော့ပထမတစ်လုံးကိုလိင်ဆက်ဆံပြီးချင်းတောက်ပါဒုတိယတစ်လုံးကိုတော့ပထမတစ်လုံးတောက်ပြီးလို့12နာရီအတိကျတဲ့အချိန်မှာဒုတိယတစ်လုံးကိုတောက်ပြီးဖို့မမေ့ပါနဲ့ပေါ့နော်ဟုတ်ပြီဒါဆိုရင်အရေးပေါ်ဆေးဝါးတွေကဘလို့အလုပ်လုပ်တာလဲပေါ့အရေးပေါ်ဆေးဝါးတွေမှာ levonorgestrel လို့ခေါ်တဲ့ progesterone hormone အဲ့ဒီ hormone အမျိုးအစားပါပါတယ်အဲ့ဒီ hormone ပါဝင်တဲ့ပမာဏက 0.75 mg ဖြစ်ပါတယ်အဲ့ဒီ hormone ကဆိုရင်ဒီတောက်လိုက်ပြီးချက်မှာပေါ့နော်ကျမတို့ခန္ဓာကိုယ်မှာသားဥမကြွေသေးဘူးဆိုရင်သားဥမကြွေသေးအောင်သားဥကြွေတာကိုနှေးစေတယ်အဲ့တော့သားဥကမကြွေသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့မကြွေအောင်လုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီတုပ်ပိုးနဲ့ဒီထိတွေ့မိတဲ့လိင်ဆက်ဆံမှုရှိပြီးသည့်တိုင်အောင်ကျမတို့ကိုဝင်ရတာကိုသူကတားဆီးပေးတာပေါ့နော်
နောက်တနည်းအားကြတော့ကျမတို့ရဲ့တက်အိမ်ခေါင်းကထွက်တဲ့အကြည့်အချွဲလေးတွေကိုပို့ပြီးတော့ပြစ်သွားကြတာပါအဲ့လိုအကြည့်ချွဲတွေပြိုပြီးပြစ်သွားကြတာဆိုရင်လည်းဒီတုပ်ပိုးတွေကိုတက်အိမ်ထဲကိုရောက်မလာအောင်သူကတားဆီးပေးတာဖြစ်ပါတယ်အဲ့အတွက်ဒီလိုနည်းတွေနဲ့ရေးပေါ်ဆေးဝါးတွေကပေါ့နော်ကိုယ်ဝင်မရအောင်တားပေးတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်သူက 100% ပေါ့နော်လုံးဝရာခိုင်နှုန်းပြည့်ကိုယ်ဝင်ကိုတားပေးနိုင်သလားလုံးဝရာခိုင်နှုန်းပြည့်တော့ကိုယ်ဝင်ကိုတားမပေးနိုင်ပါဘူးတချို့အချက်တွေရှိသေးတယ်ပေါ့နော်အဲ့ဒီလူတယောက်ကဒီ emergency ပေးကိုပဲကြီးလော်စားသလိုအမြဲတမ်းစားနေတဲ့လူတယောက်ဆိုရင်လည်းတဖြည်းဖြည်းနဲ့သူ့ရဲ့စွမ်းရည်တွေကျဆင်းလာတာမျိုးဖြစ်နိုင်ပါတယ်နောက်တစ်ချက်ကကြတော့သူဟာတားဥမကြွေအောင်တားပေးတဲ့စီဖြစ်တဲ့အတွက်ကိုဟာတားဥကြွေပြီးသားဖြစ်နေပြီဆိုလို့ရှိရင်တုပ်ပိုးနဲ့အမတ်မတင်တွေ့သွားပြီးတော့ကိုဝင်ရသွားနိုင်ပါတယ်အဲ့အတွက်ကြောင့်မလို့ဒီလိုအခြေအနေမှာဆိုလို့ရှိရင်တော့ 100% တိတ်ပြီးတော့မကာကွယ်ပေးနိုင်ပါဘူးအဲ့အတွက်ဒီဆေးရမမျော်လင့်မယ်အမှတ်မထင်မဲ့ကိုဝင်ရသွားနိုင်ခြင်းများပါတယ်ဟုတ်ပြီဒါဆိုရင်အရေးပေါ်ဆေးဝါးတွေကဘေးထွက်ဆိုးကျိုးတွေရှိသလားဆိုတော့ yes ရှိပါတယ်အရန်ကြီးမားပါတယ်ဘေးထွက်ဆိုးကျိုးတွေကဒါကြောင့်မလို့ကျမတို့ကအမြဲတမ်းပြောနေရတာအရေးပေါ်ဆေးဝါးဆိုတာတကယ်အရေးပေါ်လာမှသာတောက်ပါအမြဲတမ်းပဲကြီးလော်ဝါသလိုတောက်နေလို့မရဘူးဆိုတာကိုကျမတို့ကအမြဲတမ်းပညာပေးရပါတယ်ဟုတ်ပြီသူ့ရဲ့ဘေးထွက်ဆိုးကျိုးတွေကဘာတွေရှိလဲပေါ့ဘာတွေရှိတယ်လဲဆိုရင်ပုံမှန်ပေါ့နော်ကျမတို့အရေးပေါ်ဆေးဝါးတစ်လုံးတောက်ပြီးရဲ့နောက်မှာတော့သူ့ရဲ့ဘေးထွက်ဆိုးကျိုးကတော်တော်လေးကိုခံစားရပါတယ်အဲ့တော့တစ်လုံးတောက်ပြီးရဲ့နောက်မှာတော့ဘယ်လိုဆိုးကျိုးတွေခံစားရနိုင်လဲဆိုရင်ကျမတို့ရာသီသွေးမူမမှန်တာတွေဖြစ်တတ်ပါတယ်ဆိုတာကပုံမှန်ရာသီလာတဲ့အချိန်တက်နောက်ကျပြီးမှလာတာဒါမှမဟုတ်စောပြီးမှလာတာဆေးတောက်ပြီးချင်းရာသီသွေးချက်ချင်းဆင်းတာဒါမှမဟုတ်ရှင်ဒီ spotting လို့ခေါ်တဲ့သွေးလေးတွေအဆက်တစ်ဆက်ချင်းအမြဲတမ်းဆင်းနေတာတောက်လျှောက်ဆင်းနေတာစသဖြင့်ဖြစ်နိုင်တယ်ကိုယ်ခန္ဓာအားဖြင့်ဆိုလို့ရှိရင်တော့ခေါင်းမူတာခေါင်းကိုက်တာမူးတောင်ပေါ်တာပေါ့နော်နှုံးချိတာပြုတ်ကျင်အန်ချင်စိတ်တွေဖြစ်လာတာရင်သားတွေတင်းလာတာစီးကုံတွေဘိုက်တွေအမြဲတမ်းအောင့်နေတာစသဖြင့်အဲ့လိုဆိုးကျိုးတွေကိုခံစားရတတ်ပါတယ်ဒါဆိုလို့ရှိရင်တစ်လုံးလေးတောက်ပြီးရဲ့နောက်မှာခံစားရတဲ့ဆိုးကျိုးပဲရှိပါသေးတယ်ရေးချေတာဒီဟာကိုပဲကြည့်လော်စားသလိုတစ်လောက်အမြဲ2ချိန်3ချိန်လောက်တောက်တယ်လာတိုင်းတောက်တယ်အရေးပေါ်မဟုတ်ဘဲနဲ့ကိုတောက်လျှောက်ဒီကွန်ဒွန်လည်းမသုံးချင်လို့ဒီတောက်လိုက်တာဆေးလေးတောက်လိုက်တာဘာခက်လို့လဲဆိုပြီးတော့အမြဲတမ်းအမျိုးသားနဲ့အတူနေပြီးရဲ့နောက်ပါတနာနဲ့အတူပြီးရဲ့နောက်မှာပေါ့နော်အလွယ်တကူရနိုင်ပြီးတော့အလွယ်တကူကိုတောက်သုံးနေမိတာဆိုရင်တော့ရေးရှင်းမှာတော်တော်လေးကိုကျန်းမာရေးပြဿနာတွေဆိုးကျိုးတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်အဲ့တော့ရေးရှင်းမှာဆိုရင်အရေးပေါ်ဆေးတွေကဘယ်လိုဆိုးကျိုးတွေကိုခံစားရနိုင်လဲဆိုရင်ပထမအဆုံးအနေနဲ့ကျမတို့တောက်လျှောက်သွေးဆုံးတဲ့အချိန်ထိရာသီလုံးဝမူမမှန်တော့တာပုံမှန်ရာသီမလာဘဲနဲ့တောက်လျှောက်ကိုသွေးတွေဆင်းနေရမျိုးတွေဖြစ်နိုင်ပါတယ်ပြီးရင်တကယ်ကလေးလိုချင်လာတဲ့အချိန်မှာကလေးရမလွယ်တာမျိုးတွေဖြစ်နိုင်တယ်တကယ်လို့ကလေးရလာခဲ့ရင်တော့မှပဲတက်အိမ်ပြင်ပနေရာမှာပြီးတော့တတိတဲတာမျိုးတွေနဲ့တားဥပြောနေတဲ့မှာတတိတဲတာမျိုးတွေနဲ့လာတတ်ပါတယ်အစိုးဆုံးအခြေအနေကပြောမယ်ဆိုရင်တော့တက်အိမ်နဲ့ရန်နေပြက်စီးသွားပြီးရဲ့နောက်မှာဒီတက်အိမ်ပြက်စီးသွားတာတက်အိမ်ထုတ်လိုက်ရတာအထိဖြစ်နိုင်ပါတယ်ဒါအရန်ကိုအန်နေများပါတယ်ဒီအရေးပေါ်ဆေးဝါးတွေကိုတောက်လျှောက်တာတောက်မယ်ဆိုရင်အဲ့ဒီအမျိုးသမီးကြောက်ကပေါ့နော်နောက်ပိုင်းမှာကိုဝင်ရလာဖို့တော်တော်လေးကိုခက်ခဲသွားနိုင်ပါတယ်ရလာမယ်ဆိုရင်တော့နေရာမှာတတိတဲတာနဲ့ခလေးကအဖက်မတင်တာတွေဖြစ်တတ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်အရေးပေါ်ဆေးဝါးတွေက 100% ကာကွယ်ပေးနိုင်တာမဟုတ်ဘူးရာနှုန်းပြည့်ကာကွယ်ပေးနိုင်တာမဟုတ်တဲ့အတွက်အတော်တဆကိုဝင်ရသွားနိုင်ပါတယ်အဲ့အတွက်အရေးပေါ်ဆေးတောက်ပြီးတဲ့နောက်ပေါ့နော်ပုံမှန်ရာသီလာတဲ့ရက်ထက်တပတ်လောက်ကိုနောက်ကျနေတဲ့ရာသီသွေးကလုံးဝမလာဘူးတပတ်ကျော်နေပြီဆိုလို့ရှိရင်တော့စီးစစ်ကြည့်တက်ပါတယ်မဖြစ်မနေပေါ့နော်စီးစစ်ကြည့်တက်နေအဲ့ဒါကမတော်တဆကိုဝင်ရနိုင်ခြင်းများပါတယ်ပေါ့နော်ဟုတ်ပါပြီအဲ့တော့ကျွန်မအကြံပြုချင်တာကအရေးပေါ်ဆေးဝါးဆိုတာကျိုးရနာမည်အတိုင်းပဲအရေးကြုံလာမှအရေးပေါ်လာမှဥပမာကွန်တုံပေါက်ပြဲသွားတဲ့အချိန်မျိုးကျွန်မတို့တဒေတာဆေးကတ်တွေတောက်တဲ့အချိန်မှာရက်ရှည်မေ့သွားတဲ့အချိန်မျိုးတွေပြီးလို့ရှိရင်အလိုမတူပဲတာမယာပြုတ်ချင်းခံရတဲ့အချိန်အာတမပြုတ်ချင်းခံရတဲ့အချိန်မျိုးတွေမှာပဲအရေးပေါ်အနေနဲ့တက်ခတရနာတောက်သုံးတင်တာပါတကယ်လို့အများကြီးတောက်ဖြစ်တယ်ဆိုရင်တော့တစ်လကိုတစ်ချိန်ထက်တော့မပူပါစေနဲ့အဲ့အတွက်ပြောရမယ်ဆိုရင်တော့တလောက်ကိုအချိန်မောင်းများစွာအရေးပေါ်နေရင်တော့ဒါတခုခုတော့မှားရွက်နေပါပြီခဏမတောက်သုံးသက်ပါဘူးနောက်ဆုံးမှာတက်အိမ်ပျက်စီးတဲ့အထိဖြစ်နိုင်ပြီးတော့ကိုယ်ဝင်လုံးဝမဆောင်နိုင်တော့တဲ့အထိဖြစ်နိုင်ပါတယ်ဟုတ်ပါပြီဒါကတော့ကျွန်မဒီနေ့မျှဝေခြင်းနဲ့အရေးပေါ်တတိတာဆေးရဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျွန်မရဲ့ဗီဒီယိုလေးကနေတခုခုအကျိုးရှိတာရသွားမယ်လို့ကျွန်မမျှော်လင့်ပါတယ်ဒီနေ့ဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မရဲ့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်နော်